အစာရင်ဝေဒနာနဲ့ပတ်သက်လို့ရင်ကောင်းတောက်မယ်ရင်ပူမယ်ရင်ဝါကိုမိစားနဲ့ထိုးထားပြီးပြင်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 းဖြစ်မယ်စားလိုက်တိုင်းပေါ့နော်ဘာစားပြန်အန်မယ်ဝမ်းမဲမဲတွေတွားမယ်ပြုတ်မယ်အန်မယ်ဗိုက်စားလာလို့ရှိရင်နာမယ်စားတဲ့အခါမှာလည်းနာမယ်ဝင်းတွေချုပ်မယ်ပေါ့နော်ဒီလိုမျိုးအစာရင်ဝမ်းကောင်းနဲ့ပတ်သက်လို့ဝေဒနာတစ်ခုခုခံစားနေရတဲ့သူတွေရှိလားဝေဒနာခံစားနေရပြီးတော့နှစ်ရှည်လာများဘာလို့ပဲခုခုမပြောက်ကင်းတဲ့သူတွေမတက်တာတဲ့သူတွေရှိလားရှိရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစုံနေကြည့်ကြပေးကြပါမယ်တကယ်ကိုပေါ့နော်စိုင်းဝေဒနာကို20လောက်ကြီးခံစားနေရတဲ့ဒီလက်တွေပြောက်ကင်းသွားတဲ့ review လေးနဲ့ညှောက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့အခုဒီဗီဒီယိုလေးကိုမကြည့်အားသေးဘူးဆိုလို့ရှိရင်စိတ်ထား share ထားမယ်ဆိုရင်ကိုအားရဲ့ချိန်လေးပြန်လို့ကြည့်လို့ရပါတယ်ဒီအဆိုင်ယောဂနဲ့ပတ်သက်လို့ပေါ့နော်အဆိုင်ယောဂကတော့6မျိုးလောက်အများနဲ့ဖြစ်တဲ့အဆိုင်ယောဂ6မျိုးလောက်ရှိရခဲ့ရမှာမိုးကိုယ်တိုင်ခံစားရတဲ့ဝေဒနာနဲ့ပြောမယ်ဆိုရင်မိုးကကြတော့ဥဒိန်မှာအနာဖြစ်တာပေါ့နော်အဆိုင်မှာအနာဖြစ်တာနဲ့ဥဒိန်မှာအနာဖြစ်တာဝေဒနာခံစားရတဲ့လက္ခဏာမတူဘူးအဆိုင်မှာအနာဖြစ်ပြီဆိုလို့ရှိရင်စားတဲ့အခါမှာသူကနာတာဥဒိန်မှာအနာဖြစ်တဲ့လူကြတော့စာလာတဲ့အခါမှာနာတာမိုးကကြတော့ဥဒိန်မှာအနာဖြစ်တော့စာလာပြီဆိုရင်တိုက်ကမခံအောင်ပေါ့နော်နာတယ်ပေါ့နော်ခဏစားတော့ဘာဖြစ်တယ်လဲဆိုရင်ဝိတ်တက်ပြီးအဝါလုံးနဲ့ပြဿနာကိုဖြစ်စေရပေါ့နော်မိုးကကြတော့အဲ့ဝေဒနာကိုခံစားတဲ့အချိန်မှာမိုးကအင်္ဂလိပ်ဆေးမှာမတောက်ခင်းနဲ့မိုးကိုယ်တိုင်တက်ပြပြောက်ခဲ့တဲ့2မျိုးတွဲလေးရှိတယ်အဲ့ဒါလေးမိုးကိုရဲ့ကိုတွေလေးနဲ့ဒါအရင်ဆုံးမျှဝေပေးမယ်ပေါ့နော်ဒါမိုးကိုယ်တိုင်တောက်ခဲ့တဲ့2မျိုးတွဲလေးကဒါလေးပဲဖြစ်ပါတယ်ဒီ2မျိုးတွဲလေးနဲ့မိုးကဒီဥဒိန်မှာအနာလေးကိုလုံးဝကိုတက်တာပြောက်ခင်းရတာဖြစ်တာအခုဆိုရင်ဘာမှကိုဆိုင်နဲ့ပတ်သက်လို့မခံစားရဘူးဒါပေမဲ့မိုးကတော့ကာဝယ်နှုံးလေးတော့ဆက်ပြီးတော့နေတိုင်းတောက်ပေးနေတယ်ပေါ့နော်အဲ့တော့ခါကျတော့ဒါကကျတော့မိုးကိုယ်တိုင်လက်တွေတောက်ပြောက်ခင်းနေတာပေါ့နော်ညောင်စီကကိုတယောက်ဆိုလို့ရှိရင်သူကသူ့ဝေဒနာတစ်မျိုးသူကစားလို့ရှိရင်သူကစားလိုက်တာနဲ့သူကပြန်အန်ထွက်တာ20လောက်တောင်သူခံစားနေရတဲ့ဝေဒနာရှိပြီးလို့မှအစားတောက်လည်းမရဘူးလည်းတော်တော်ဝိတ်ကြနေပြီသူခံရလေဒါကြနေပြီပေါ့နော်ဒါမက်ကတစ်ချန်လုံးကစပြီးမိုးအားပေးခဲ့တာပေါ့နော်သူဆိုလို့ရှိရင်လုံးဝတက်တာသွားတဲ့ဆိုတဲ့ review လေးကိုမျှဝေပေးထားတာရှိတယ်အဲ့ဒါလေးမိုးကမျှဝေပေးခြင်းနဲ့ပြန်ပြီးတော့ပေါ့နော်အခုအဲ့အကိုရဲ့လက်တွေ့ပေါ့နော်ပျောက်ကင်းသွားတဲ့review လေးနဲ့ဟိုလက်တွေ့အတန်ဖိုင်လေးကိုဖွင့်ပြီးတော့မှမျှဝေပေးခြင်းကိုတက်တာလေကြာကျွန်တော်ကအဲ့အဆိုင်တစ်ခုလေးနဲ့မဟုတ်အကုန်လုံးကောင်းသွားတာအဲ့နှလုံးကုန်ဉာဏ်နာတွေရောကောင်းသွားတယ်သိပုံတွေလည်းမှန်သွားတယ်အဲ့လူစားလို့လည်းကောင်းတယ်ဘာမှအစာတွေမြင်တာတွေပါရှိတော့ဘူးနောက်ကြီးတွေလည်းမကြောက်တော့ဘူးကိုယ်ကခန္ဓာကိုယ်မြတ်တာတော့ဘောနော်အဲ့တစ်မျိုးလေးတောက်တာမျိုးလေဟုတ်အဲ့ဒါစီးပတ်တော့ကောင်းတယ်ဗျတော်တော်တစ်မျိုးလေးတောက်တာဟုတ်တယ်စာကြီးတစ်ခုပဲတောက်တာဗျစာကြီးတစ်ခုပဲတောက်တာနော်အစာပိုင်းမှာတော့ကိုချီတိုဆန်နဲ့တွဲလိုက်ပြီမလားချီတိုဆန်နဲ့တွဲပြီးတော့ဟုတ်တယ်တွဲလိုက်ကြည့်တယ်တွဲလိုက်ပြီးတော့နောက်ပိုင်းမှာတက်တာသွားတယ်တဖြည်းဖြည်းတက်တာသွားတော့တစ်မျိုးကိုလျှော့ပြီးတော့ဆက်တောက်တာဟုတ်တယ်ဟုတ်တယ်ဗျဟုတ်တယ်ဗျအခုကျွန်တော်အဲ့ဒါနဘူးပြန်နေပြီးတယ်ကိုကျွန်တော်ဆက်မှာမယ်ဗျဟုတ်ကဲ့ရန်ဝမ်းတာတယ်ပြီးတဲ့ပြီးတော့မှစပါတာเนาะအခုဟုတ်တယ်နောက်6တော့လေကျွန်တော်ကမနေ့နှလုံးကြီးလေနှလုံးညနေနှလုံးအစာမစားခြင်းနဲ့နိုင်ရွယ်အလိုမှာတောက်တယ်အားလုံးရှင်းကြည့်တယ်ဗျဟုတ်ကဲ့အားလုံးရှင်းကြည့်တယ်ပြန်နေပြီးတော့ကျွန်တော်ပုံနာနဲ့ထမှာမလို့ကျွန်တော်စဉ်းစားနေတာကျေးဇူးများတင်ပါတယ်အခုလိုပဲပြီးလေးပေးတာအများကြီးကျေးဇူးတင်တော့နော်ဝယ်တက်မှာဒါကကြတော့အဲ့အကိုကပေါ့နော်သူတက်တာသွားတဲ့အကြောင်းလေးကိုဒါမျှဝေပေးထားတဲ့အတန်ဖိုင်လေးကိုလက်ပြုတ်ဖွင့်ပေးတာဖြစ်ပါတယ်အဆိုင်ဝေဒနာကိုတချို့ဆိုနှစ်ရှည်လာများခံစားနေတယ်အဲ့လိုမျိုးဒီအကိုလိုပေါ့နော်အများကြီးရှိနိုင်တယ်အဲ့တော့တကယ်ကိုကောင်းတဲ့ဒီအာဟာရလေး2မျိုးတွဲလေးကိုဒါမိုးကလက်ပြုတ်ပြောက်ကင်းတက်တာနေတဲ့ဘိုးကိုယ်တိုင်လည်းတက်တာခဲ့တဲ့ဒါရလက်လေးလည်းရှိနေလို့ရေးတင်းရေးဝုန်းကိုဒါမျှဝေပေးတာဖြစ်ပါတယ်အဆိုင်နဲ့ပတ်သက်လို့ခံစားနေရပြီဆိုလို့ရှိရင်တော့ဘာမှမပူနဲ့ဒီ2မျိုးတွဲလေးပဲဝေရွက်တောက်သုံးလိုက်ပါချက်ချင်းပေါ့နော်ဒီဝေဒနာကခံစားနေရတဲ့ဝေဒနာချက်ချင်းတက်တာကိုသိရမှာဖြစ်ပါတယ်ဒီကိုမြောက်ကိုပြီးသွားတာကအရန်ဝမ်းသာစရာကောင်းတယ်နော်ဒီဆိုင်ယောဂတစ်ခုတည်းတည်းမကဘူးတဲ့နှလုံးခုန်လုံးဉာဏ်နာကြီးလည်းကောင်းသွားတယ်တဲ့တွေးပေါင်ကြီးလည်းမှန်သွားတယ်တဲ့စားလို့ကောင်းအိတ်လို့လည်းကောင်းတယ်တဲ့ရေကြောက်တာမျိုးတွေလည်းမရှိတော့ဘူးတဲ့ပြောရမယ်ဆိုလို့ရှိရင်တကူလုံးကခန္ဓာကိုယ်ကလုံးဝမျှတသွားတယ်ဆိုပြီးတော့အရန်ကောင်းပါတယ်ဆိုပြီးတော့မျှောက်ပေးထားတာဒီဖြစ်ပါတယ်အရန်ကိုပြီးဖြစ်ရပါတယ်ဒါဒီ2မျိုးတည်းလေးကိုသူတောက်လိုက်တာပေါ့နော်ပထမကတော့2မျိုးတည်းတောက်တယ်နောက်ပိုင်းမှာတက်တာသွားပြီဆိုတော့ဒီစီပတ်တုံးဆိုတော့ဝါရောင်တစ်မျိုးလေးကိုပဲသူတောက်တယ်ပေါ့နော်ဒီဟာလေးနဲ့ဒါလေးအလုံး80လေးပါတာဒါလေးကိုပဲသူဆက်ပြီးတော့တောက်နေတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကောင်းသွားပြီဆိုတာလေးမျှပြီးတာရန်ဝမ်းသားကြကောင်းပါတယ်မိုးလေးဒီ2မျိုးလေးကိုတောက်တာပေါ့နော်ဒီမိုးတောက်တဲ့2မျိုးဒါသူလည်းဒီ2မျိုးလေးကိုဆက်ချင်မှတောက်တာဖြစ်တယ်အခုကဒီတက်တာသွားလို့ဒီ2မျိုးကိုရှော့လိုက်ရဒီ2မျိုးလေးပဲသူတောက်တယ်ဆိုတော့ပြပြတာဖြစ်ပါတယ်မိုးလည်းအခုမတောက်ရသေးဘူးတောက်လိုက်မယ်နော်
အခါတောက်လို့ရှိရင်မိုးကတော့ဒီလိုမျိုးလေးတောက်တယ်သူကဒီကတောက်ပြီးမှဘာယောဂမှမရှိရဆိုရင်တောက်ပြီးအရန်ကောင်းတယ်အသားရည်လှစေတယ်ခနာကွင်းမှာရှိအစိတ်တောက်တွေရှင်းစေတယ်ဝင်းမှန်စေတယ်ဘိုက်ကအစီကိုကြားစေတယ်နော်ခနာကွင်းမှာရောင်နေတာဘာညာပိတ်ဆို့နေတာရှိရင်လည်းလုံးဝကိုရှင်းထုတ်ပေးမယ်သူကဘာယောဂမှဝေဒနာမှမရှိတဲ့သူဆိုလို့ရှိရင်လည်းတောက်ပေးလို့ရတယ်ဒါဆိုလို့ကိုကတချို့ဆိုယောဂရှိနေတာဗလက္ခဏာမှာစိုင်းမှာမပြဘူးလေမပြတဲ့သူတွေကကျတော့ဒါလေးကိုတောက်ပေးမယ်ဆိုရင်လည်းသူကကိုမှဖြစ်နေတာကိုမသိရင်တော့မှသူကလိုဟိုဖြည့်ရှင်းပေးသွားမယ်အာဟာရလေးတွေဖြစ်ပါတယ်ဒီကဝမ်းသာကြနှောက်ပေးတာဖြစ်ပါတယ်တောက်လိုက်ပါဦးမယ်တက်ကြပါဦးသူကအစာမစားခင်နိုင်ဘွက်အလိုတောက်ပြီနော်အရန်ကောင်းတဲ့အတွက်လေးကိုညှောက်ပေးတာဖြစ်ပါတယ်ရှင်ဒါလေးကကြတော့စီးပတရွန်စားကြည့်ပြီးရဲ့အစီကနေထုတ်လို့တာဖြစ်တယ်သူကကြတော့ဘာတွေကောင်းလဲဆိုလို့ရှိရင်အဆိုင်ဦးလမ်းကြောင်းစနစ်တောက်ချောက်အကုန်လုံးကိုကောင်းတယ်အဆိုင်ကင်ဆာဥကင်ဆာတိကိုသူကကောင်းစေတဲ့အာဟာရလေးဖြစ်တယ်ပြီးရင်အနာကျက်ဉာဏ်နဲ့အယောင်ကျစေတယ်ပြီးရင်ကြောက်ကြလဲစေတယ်ပိတ်ဆို့နေတာကိုရှင်းပြတဲ့နေရာမှာကောင်းတယ်မှာတဲကြေကြောက်တို့ကြောက်ကက်ကြောက်တို့အဲ့လိုကြောက်တဲ့နေတဲ့လူတွေအတွက်ဆိုဒါလေးနဲ့တွဲညွန်ပေးရတယ်ပြီးလို့ရှိရင်သူကတဲစီဖုံးတာတွေတဲကြေအစီဖုံးတာတွေအတွက်လည်းသူကကောင်းတယ်ပြီးလို့ရှိရင်ထိတ်ကနာသမားတွေလည်းကောင်းတယ်မျိုးသမီးတွေဆိုရင်တအိမ်နဲ့ထက်ပြီးမှဆိုတအိမ်တန်ရှင်းပြီးတယ်သူကအဲ့လိုမျိုးကောင်းတဲ့အကျိုးကျေးဇူးတွေအများကြီးရှိတယ်သူကလေဒါလေးကကြတော့အလုံး80တပါတကူကို3,500ဖြစ်ပါတယ်ဒါလေးကကြတော့ CHIDO SAN လေးပဲဖြစ်ပါတယ်သူကကြတော့ခဏန်းကုန်မစုံကနေလိရထားပြီးထုတ်လို့ထားဖြစ်တယ်သူကကြတော့ဘာတွေကောင်းတာလဲဆိုရင်ဆိုင်လမ်းကြောင်းစနစ်ကိုကောင်းတယ်သူကအမြင်တက်ကိုအခြေခံပြီးထုတ်ထားတဲ့ကြောင်းဝင်းမှန်စီတယ်ဒီဘိုက်ကအစီတွေပါဆိုတယ်သူကချပေးနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်အသေးအတွက်ဆိုလည်းအရန်ကောင်းတယ်ဒီတောက်ပရင်လို့တော့နာမည်ကြီးတယ်အသေးအတွက်အရန်ကောင်းတယ်အသေးတင်စာတိကိုသူကကောင်းစီတာနောက်ကမိုးချိုကအင်ဆူလင်ကိုလည်း30%ဒီထုတ်အားကောင်းစီတယ်ပြီးလို့ရှိရင်ဒီသွေးတိုးစီးတို့ဓမ္မတွေအတွက်လို့တောက်ပေးတဲ့အာဟာရတွေလည်းဖြစ်တယ်အဲကြောင့်မို့ဒါလေးကိုဒါညှောက်ဝေးသေးတာဖြစ်တယ်သူကကျတော့အလုံး100တခုကို3,200ဖြစ်ပါတယ်ဒီနှမျိုးတွဲလေးရဲ့ဒဇုံဈေးကကျတော့2,700ပါဒါလေးကိုဒီဆိုင်ဝေဒနာလုံးဝကိုဘာဆဆမတက်တာတဲ့သူတွေဘာဒီအရန်အဆိုင်အတွက်အရန်ကောင်းတဲ့အာဟာရမျိုးရှာဖွေနေတဲ့သူတွေအတွက်မိုးကဒါကိုရီလက်တွေ့ဘောနော်တကယ်ကောင်းတဲ့ review တွေရထားတဲ့သူကြောင့်ကိုယ်တိုင်နဲ့တောက်လို့ကောင်းတာဖြစ်တဲ့ကြောင့်မိုးကဒါလေးကိုအားရပါရမျှဝေပေးတာဖြစ်ပါတယ်ဆိုင်ဝေဒနာခံစားနေရသူတွေဒီစုံလောက်ကိုစမ်းပြီးတော့ပဲဖြစ်ပေါ့နော်တောက်ကြည့်တာတက်တာတာကိုတွေ့ရမယ်ဆိုတော့မိုးရဲရဲအာမခံနိုင်ပါတယ်ဒီဟာလေးကဒဇုံ2,700မှာမှာတင်နေဆိုရင်6ပေါက်ကနေလည်းမှာယူလို့ရတယ်အိမ်မှာလာဝယ်ခြင်းနဲ့ဆိုရင်တော့ဆိုင်လိပ်စာလေးကအမှတ်တိရှိနဲ့ငင်းဆောင်ခဝေးမင်္ဂလာဒုက္ခလန်46ရပ်ကွက်မြောက်တကုံမြို့မှာမိုးရဲ့အိမ်ဆိုင်လေးဖွင့်ထားပါတယ်အဲ့မှာလည်းလာရောက်အားပေးလို့ရပါတယ်ဟုတ်ဆက်မှာတင်နေဆိုရင်တော့3942386393 39954353ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဆိုင်ယောဂနဲ့ပတ်သက်ပြီးတော့မှမိုးကကိုယ်တိုင်နဲ့ခံစားမှုတော့အားလုံးကိုချင်းစာတယ်ဒါကြောင့်မို့ဆိုင်ဝေဒနာဒီတက်တာဖို့အတွက်ဒါလေးကိုရေးရင်းမျှဝေပေးတာဖြစ်တယ်ဆိုင်ဝေဒနာတွေအားလုံးခံစားနေရတဲ့သူအားလုံးအများဆုံးတက်တာပြောက်ကင်းကြပါစေမြင်နေတော့ငါသွားတော့အဆိုင်ဝေဒနာတက်တက်ပြီးတော့မှပြေးဝေးနိုင်တဲ့သူတွေဖြစ်ကြပါလိမ့်လို့မိုးကမျှပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ပြီးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဒီကလိုဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်လည်းဆွေးနွေးခြင်းနဲ့ကိုနေကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်